Model ရှာဖွေမွေးထုတ်မှုကြီးစတင်နေပါပြီ။ The Model Academy Model တန်တာလိုင်းပါဝင်တင်ဆက်ရွေးချယ်ပေးမယ် The Model Academy ပြိုင်ပွဲကြီးထူးချွန်ထင်ရှားတဲ့မျက်နှာသစ်မြန်မာ model တယောက်ဖြစ်မဲ့အခွင့်အရေးပထမဆု7သိန်း20ဒုတိယဆု10သိန်းဒီခွင့်ရကိုလက်မလွတ်စေနဲ့နော်မြန်မာနိုင်ငံရဲ့ကြီးကြပ်ခမ်းနားတဲ့ model ပြိုင်ပွဲအဖြစ် The Model Academy ပြိုင်ပွဲကြီးကိုမီဒီယာကဘာကစီစဉ်တင်ဆက်လိုက်ပါပြီဒီစီစဉ်ကို Channel 7နဲ့ 4HD ရုပ်သံလိုင်းတို့မှာထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်ရှောက်လွှာများကိုတော့2013ခုနှစ်မေလ20ရက်နေ့မှာစတင်ထုတ်ယူနိုင်ပြီးတော့2013ခုနှစ်ဇွန်လ12ရက်နေ့နောက်ဆုံးထားပြီးတော့ပြန်လည်ပေးပို့ရမှာပဲဖြစ်ပါတယ်ရှောက်လွှာခမဲထုတ်ယူနိုင်တဲ့နေရာတွေကတော့မီဒီယာကဘာရုံးကန်မြမအတန်နဲ့ရုပ်မြင်သံကြားဝင်းစီလန်းရန်ကုန်မြို့ဖုန်းနံပါတ်3993335111မန္တလေး FM အခန်းနံပါတ် D224 ရွှေပြည်ပလာဇာဒုတိယထပ်မန္တလေးမြို့ဖုန်းနံပါတ်322443224432အသေးစိတ်စုံစမ်းသိရှိလိုပါကဖုန်းနံပါတ်3993335111 The Model Academy